မင်္ဂလာပါဒီနေ့မှာတော့ဆေးရကမလေးအပိုင်းလေးကိုပြပြမှာဖြစ်ပါတယ်။ဒီနေ့ကလည်းကျောင်းစောနှုတ်လိုက်တာ။မနေ့ကလောကမလည်းမသိပါဘူး။ဒီနေ့ကဆေးရကမလေးတော့ဘာလို့ခေါင်းနေလဲရှင်။ရေကငါစပင်းလေးပါထိုးလိုက်အောင်။ကဲစပင်းနဲ့ထိုးပြီးပြီဆိုတော့လာအောင်။တနေ့ကျောင်းတော့မိုးလိုက်တယ်။ဟုတ်ဒါလုံးပလေးကဆိုးလာလာဟုတ်ဒါပဲဒီနေ့ငါမဟာဟဲမမရှိငါပေါ်ပေါ်စားကလေးထားတော့ပါဟုတ်ပါဘူးကိုယူပူစလာနီနီဟာဘယ်သူကောဟယ်လိုညီမလေးပြောလေဟုတ်ကိုကြီးဒီနေ့သမီးမဟင်းနေမှာမချက်လို့အဲ့ဒါကြောင့်ကိုကြီးလာပို့လို့ရမလားလို့လေဟောအေးကိုကြီးလာပို့မယ်လေစတာပဲနော်အေးရပါပြီကိုကြီးဖုန်းဆက်လို့ရနည်းနည်းကြာပါဗျာကိုဖုန်းဆက်ပြီးပြီးဆိုဒီမှာဖုန်းကြည့်ပြီးတော့ဆိုင်နေအောင်ဘာလို့ငါလည်းမိုးလို့မရဘူးဘာလို့ခိုင်းနေကနေမှာဖုန်းအားရတော့ပွားဟင်းရတော့မပါဟင်းလည်းမရှိပါဘူးငါးကြော်ရှိတော့ငါးကြော်လေးတော့ပို့လိုက်အေးရပြီငါတော့ပို့လိုက်ဒီလေးစဆိုတော့ငါလမ်းလျှောက်ပဲတွားတော့မှာဒုတ်အကိုကြီးပဲထင်ပါတယ်မတော်တွေ့မိပါပဲကိုကြီးလာဖို့မလားအေးဟုတ်တယ်လေဒီနေ့အကိုပါရင်ချက်လို့လဲငါကြော်တော့ပဲချက်တာမြို့မှာပို့လိုက်ကိုကျေးဇူးပဲနော်အေးကျနော်ကဲငါလည်းတာရင်းလောက်လာကဲဒီမိုးလေးရမထားလိုက်တယ်ဒီဘက်မှာပါဒါရတယ်ရှိရကိုကြီးကဒီတော့မိုးလဲစားပြီးဆိုတော့ထားရတော့မယ်အဲ့နော်